အားလုံးမင်္ဂလာပါရှင်ရသဆောင်ကဘာ channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဆရာမောင်ချောနွယ်ရဲ့ကျေပြားလေးနဲ့ထမင်းစားပေးတဲ့နောက်ဆိုတဲ့ကြပြလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရရှင်ဒီ channel လေးမှာဆိုရင်တော့တူတာရသအကြောင်းအရာစုံစုံလေးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့အောင်ရှင်ကျေပြားလေးနဲ့ထမင်းစားပေးတဲ့နောက်ဟိုးခဝေးဝေးကြီးကောင်စဝင်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအခုတူပန်းတွေဝေပုံကလည်းဖူးပေါ်အညွတ်တက်လို့တတ်မှတ်စရာပါလားမေတန်တရားလေးတေးချင်းတွေကစီစီပရည်လေးလို့သားကမြေလို့ပေါ့တခါတရံတော့မေရဲ့သားဘဝဟာမြင်ငွေ့ပြန်ညာလေးတညဖြစ်ခဲ့ရတယ်သားလီသူ့ကိုယ်ပိုင်အသီးတွေညှို့ဤလေးလံနေအောင်ထမ်းဖို့ထားရပေမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်မေရဲ့လေရီထန်နေလေးသားမကြေကွဲရလေးပါပဲမိုးအကြစောမဲဆိုတာလေတကယ်တမ်းတော့လောကရန်တရားပါလားအိတ်ဆရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲမေရဲ့အမှောင်နဲ့ဆူမိုးရေတွေရွှဲနဲ့လို့အတန်တွေတောင်ငုံနေခဲ့ပါပြီမေဆုံးရှုံးမှုတရွက်တွေမရှုမလှနဲ့ကန်ဆူးမိုးမောင်တောင်ကုန်းပေါ်မှာသားဘဝရဲ့အပိုင်းစားတွေတဲ့လားတာညင်းဆန်နေမေအမေမသိဘူးလားအမေသားကကြပြားစရာလေးမေရဲ့တကယ်တော့လည်းမေရဲ့ကြပြားစရာဆိုတာတန်ကန်ကျိုးလေးတစ်ချောင်းပါဗျာမေရဲ့ဟောရီကဘာလောကကြီးမှာမေသားကြပြားစရာဖြစ်လာတာပြည့်ရှိပါသလားမေသားရဲ့အချက်မှလေဟောရီကဘာကြီးနေခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးကြတော့ပါဘူးမေရဲ့ခုတော့တခြားသူတွေမမြင်မိရဲ့အတန်ကလေးကိုကောင်းအောင်အိမ်မိလို့ကျင်နာအမဲ့ဆုံးဆုလက်ကိုတားရခဲ့ပါတယ်မေမသိဘူးလားလူတွေရဲ့ပြုံးမှာကုံစင်းလုံးနေပါတယ်မေရဲ့ဧကန်နဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတားတူတူကမုန်းနေမေရဲ့အခြားသူတွေအတွက်တော့အရရဟာလက်တစ်ပြည့်စားရဲ့ပါတားမှာတော့ယူဇနာတမ်းပေါင်းများစွာဝေးကွာလို့တားလီရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူးတားရဲ့ဘိန်းကလေးကလေဘလောက်တောင်ပါလက်နေတယ်လဲဆိုတော့စံကြည်မြင်လေးတမင်နေမိရင်တော့ဘိန်းကထပေါက်သွားနိုင်ပါတယ်မေအလျံကြီးမီးတောင်မီးလျံကြီးတယ်နေ့စဉ်ခုံချနေရတဲ့ဘဝခီးအခမဲ့ညတွေတိတ်ပြီးတိတ်သေးလောင်လာမေရဲ့လွတ်ကျွတ်ကြီးကန်နေခံရကျွန်တော်ဘလောက်မှားယွင်းမိလို့လဲမေစုပ်ကကြက်ခိုးဆွဲမိဖို့ကြောင့်ချောင်းဆိုးလိုက်တိုင်းရင်ကောင်းကြီးရဲ့မီးထတာတောက်တာမြင်ရမေရဲ့အတွင်းလူပေါ်မှာတယောက်ပါဒါပေမဲ့တစ်သားဘတ်စကားအိုကြီးခိုစီလို့ကြပြားစရာမာယာကော့စကီဆိုတဲ့လူလည်းပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေပြောခံရတဲ့သားမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါတလဲဘယ်တော့များမှတမာဒီဝါတွေလက်ထဲရောက်မှတယ်လေတယောက်ကိုတယောက်မေးရင်ပေါ့မျက်စိတမိတ်လျှက်ရပြအတွင်းမှာတောမဂျူတွေချောင်းကောဖြစ်သွားဘဝကိုဖိညစ်ကြည့်လိုက်တော့လိမ်မော်သီးကလေးမှာအချိုးရည်ကျန်သေးတယ်အိုးနှလုံးသားထဲမှာပန်းဒီအရန်ပွင့်တာပဲအမေရဲ့ကုတ်အင်းကြီးဝှေ့ချင်တဲ့ဆောင်းရသည်ရဲ့မီလီယံကင်မဲတဲ့မီလင်းပူကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မြက်ပင်ကလေးရဲ့လာမင်းကိုပြပြဝဝဓာတ်ရိုက်မမြင်ခြင်းတဲ့အပြုံးရဲ့အနေအထိုင်မတက်တဲ့ရေပန်းနိုင်ကလေးရဲ့မိုက်တွင်းနက်နက်ကပြပေါ်အချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရင်ထဲကကျေပြားလေးရဲ့နှက်ခတ်မိမိပျော်ခြင်းရှာတဲ့အပျော်လေးရဲ့သားလက်ဘဝထဲမှာကြစ်ကြစ်ပါအောင်စုပ်ထားလို့တဆက်ဆက်တုံနေတဲ့သားဘဝလေးရဲ့အမေသားမပိုင်ဆိုင်ပါတယ်။ဓမင်းစစ်စားခြင်းနဲ့အမေရဲ့အိမ်နဲ့မှုရတဲ့အိယာစစ်မှာအိတ်ချင်တယ်။ခြေထောက်တွေကိုမီးဖို့အမွှေပေးခြင်းနဲ့ဗမာပရစေတန်တောက်ချင်တယ်။ပြီးတော့ဟောဒီလိုအမေမျက်လုံးအရောင်ကိုမွတ်သိပ်ပါတယ်။တီဗီလေလွင့်ပြီးပြန်လာတဲ့သားကိုဂယုဏတမြဲတက်တဲ့အမေအကြည့်လေးအမေရဲ့အမေစိတ်ကမကတ်တာကြပြီဖြစ်တဲ့သားတင်မောလေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ထပ်ပါလိမ့်မယ်ဆုံးဒီနာထောင်ဝေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်